Hello again, welcome back in the Stories channel. ခုတော့အင်္ဂါညရေချိုးပြီးလို့ပေါ့နော် skin care ဘာညာလေးလုပ်ပြီးတော့မှစကားလေးနည်းနည်းပါပြောချင်လို့ပါပြောချင်တဲ့အကြောင်းရင်းကတော့တော်တော်များများပြောကြတယ်နေ့ကိုစိတ်ညစ်စရာတွေနဲ့ကုံဆုံးလာလဲပြီးတော့မှာပဲပြပြရှင်းရှင်းကုံဆုံးလဲနေ့တနေ့ကသူကနေသူလောလောနေကုံသွားမှာပဲဆိုပြီးပြောကြတယ်အဲ့ဟာတကယ်လဲဟုတ်ပါရဲ့ဒါပေမဲ့အဲ့လိုအများနဲ့နေ့စဉ်နေ့တိုင်းညီအများပျော်ရွှင်နေဖို့ကြတော့လေဖြစ်နိုင်မှုလားလို့နော်ဘာဖြစ်လဲဆိုလူဆိုတော့သိရမလားအကြောင်းအရာတွေပေါင်းစုံကောင်းထဲမှာထည့်နေရတဲ့ခါကျတော့စိတ်ညစ်စရာတွေကလည်းပေါ်လာနိုင်တယ်လို့ပျော်စရာတွေကလည်းပေါ်လာနိုင်တယ်လေနော်မပြဿနာတစ်ခုခုဖြစ်ပြီဆိုလို့ရှင်တော့လူအနေနဲ့အများတော့ပျော်ရွှင်နေလို့တော့ထင်တယ်ဘယ်လိုဆိုတော့ဒါသူဖြစ်ရှင်းရတော့မှဖြစ်ရှင်းရတော့မှယူငါတို့ပြဿနာတွေဖြစ်ပြီးဟေးဆိုပြောနေတဲ့လူဘယ်လိုရှိလို့လဲဟုတ်တယ်မလားအဲ့ဒီပြဿနာဖြစ်ရှင်းမှုတော့ကတော့လူနည်းနည်းတော့အုံနောက်ချမယ်နည်းနည်းများတော့စိတ်ညစ်မယ်လीနော်ချိန်တန်ပြေလေရလိမ့်မယ်ချိန်တန်ပြီးရလိမ့်မယ်ဆိုတာအဲ့ဒီလိုပြေလေရဖို့ပြီးတော့ဘိုးကကိုကစွမ်းဆောင်ရမှာလေလကားနေတက်တက်ကြီးတော့အဲ့ဒီဟာရဲ့ပြေလေရပြီးတော့မှမဟုတ်ဘူးလေတချို့ရှိရလေသူများကိုပေးစရာပတ်စံအကျွေးပေးစရာရှိတယ်ဒါပေမဲ့ချိန်တန်လို့ရှိရင်သူကသူအဆင်ပြေသွားလိမ့်မယ်အဲ့လိုလွယ်လွယ်ပြောထတဲ့လူတွေရမ်းအံ့ဩဝယ်သီးလားအဲ့လိုလွယ်ဆိုအဲ့လိုလွယ်နဲ့ပြီးသွားလိမ့်မယ်အဆင်ပြေသွားလိမ့်မယ်ဆိုတာကိုဖြည့်ရှင်းရမှာလေနော်လွယ်နဲ့လေအဲ့ဒီနေ့ရောက်မှပဲတနည်းတစ်ဖုံနဲ့အဆင်ပြေသွားတယ်ဆိုတာအဲ့ဟာကိုကအရှိမဘလို့စူးစမ်းအထောက်ထားလဲဆိုတဲ့အကြောင်းအရာကြောင့်မို့လို့အဲ့လိုဖြစ်တာလေနော်အဲ့ဒါမဟုတ်ဘဲနဲ့အချိန်တန်ပြီးသွားလိမ့်မယ်ချိန်တန်ပြီးလေသွားလိမ့်မယ်သူကသူအဆင်ပြေသွားလိမ့်မယ်ဆိုတာရဲ့ကျတော့ရမ်းတာဝန်မဲ့လွန်းသလားလို့လေနော်အဲ့လိုလူများတွေကိုလည်းကိုကကန်ကောင်းလို့အဲ့လိုအဆင်ပြေသွားရဲဆိုရင်တော့မှသူများတွေအဲ့လိုစကားမျိုးနဲ့တွားပြီးမနစ်သိမ့်စေချင်ဘူးပေါ့ဖြစ်လို့လဲဆိုတော့တခြားလူတွေရဲ့ sorry လည်းဘေးရနေနဲ့စစ်မပြေဖြစ်နေလို့တခြားလူတွေရဲ့ကန်ကြမှာနဲ့ကိုယ့်ရဲ့ကန်ကြမှာလည်းမတူနိုင်ဘူးလေနော်တခြားလူကကိုကအဆင်ပြေသွားပဲမဲ့လေတခြားလူကအဲ့လိုနေရာမှာအဆင်ပြေချင်မှပြေမယ်ကိုယ်အဲ့ဒါကိုကလည်းဘာစိတ်ညစ်နေတာလဲအဆင်ပြေသွားလိမ့်မယ်သူဘာသာသူပြီးသွားလိမ့်မယ်ဒီကိစ္စအဲ့လောက်ဒီစိတ်ညစ်မနေနဲ့ဆိုပြီးတော့နှစ်သိမ့်တာတော့နှစ်သိမ့်တာပေါ့နော်အဲ့လိုတောင်းဝမဲတဲ့စကလုံးမျိုးနဲ့တော့မနှစ်သိမ့်စေချင်ဘူးပေါ့လေနော်ဥပမာဆိုလို့ရှိရင်နော်အဲ့လိုလားအဲ့လိုဆိုလို့ရှိရင်တော့ငါတို့ကဒီလိုလေးဖြစ်ရှင်းလိုက်တာမင်းကဒီလိုလေးလုပ်ကြည့်ပါလားဆိုလို့ရှိရင်လည်းတမျိုးပေါ့လေနော်စပြေသွားလိမ့်မယ်ဘာစိတ်ညစ်နေနဲ့ဆိုတော့စကလုံးကြီးနဲ့တော့မနှစ်သိမ့်စေချင်ဘူးပေါ့နော်နောက်တစ်ခုကနေ့တိုင်းပြောပဲဖြတ်တန်းမှာဆိုပြောပဲဖြတ်တန်းတာဘလူးတိုင်းကတော့ဘလူးမဆိုစိတ်ညစ်ညစ်ကြီးနဲ့ဘလူးကဖြတ်တန်းချင်ပါလေပြောပဲရှင်းရှင်းပဲဖြတ်တန်းချင်တာပေါ့လေနော်ဒါပေမဲ့အဲ့လိုခုနပြောလို့ပဲအဲ့လိုအကြောင်းအရာတွေဖြစ်လာလို့ရှင်တော့လေဒါကဖြည့်ရှင်းရမယ့်ကိစ္စတွေလေနော်အဲ့ဒါမှဖြည့်ရှင်းမဲ့နဲ့ကိုကပျော်ပဲနေမယ်ဆိုလို့ရှင်လေဥပမာခုနစကားလိုပဲပြောရမယ်ဆိုလို့ရှင်သူများကြွေးပေးစရာရှိတယ်အဲ့ဒီကြွေးပေးစရာကိစ္စကမပေးဘူးမပေးဘဲနဲ့ပျော်နေစမ်းမှလာငါတို့ KTV သွားရအောင်ဘားသွားရအောင်သွားကြရဲစိတ်ညစ်နေလို့ဘာလို့ KTV လို့သွားရဲအဲ့ဒီမှာထားပါတော့ကိုကပတ်စံမရှင်းရအောင်ကိုတငယ်ချင်းနဲ့ဝိုင်းရှင်းပေးတယ်ပဲထားအောင်တစ်ဖက်မှာပေးစရာရှိတဲ့လူကဘလို့မြင်သွားမှာလဲဒါတငယ်ချင်းတွေကလည်းသွားတယ်လာတဲ့ခါမှာဟာတစ်ဖုံတွေရိုက်မယ်ဗီဒီယိုတွေရိုက်မယ်တင်ကြမယ်ဆိုတော့တစ်ဖက်လူကတွေ့သွားတယ်တွေ့ရတဲ့ခါမှာဟာဒီကောင်ကပေးစရာရှိတော့ပေးဒီနေရာတွေကျတော့သွားနိုင်တယ်ဆိုကိုဘောမညွန့်ညင်ဘူးလားညွန့်ညင်တဲ့အပြင်ကိုနောက်တစ်ခါကိုကအခက်ခဲတွေ့လို့ခုကြီးတောင်းခင်မယ်ဆိုရင်လည်းမလွယ်တော့ဘူးလीနော်အဲ့လိုလည်းရှိရလေအဲ့တော့ကပြောနေတာတော့ကောင်းတယ်ဒါပေမဲ့ပြောနေဆိုတဲ့နေရာမှာလည်းအဲ့ဒီလိုအကြောင်းအရာလေးတွေကလည်းရှိသေးတယ်ကိုထည့်တွက်ရမယ့်အရာလေးတွေရှိရပေါ့အဲ့တော့ကသူများကတောင်းမဲ့ဆိုတာနဲ့ပြောပဲနေပါအပြေလာငါတို့နဲ့လိုက်ခဲ့ပါညာဆိုပေမဲ့လည်းကိုယ့်ပြဿနာကြီးအပြေလတော့မှမဟုတ်ဘူးလေနော်ခက်ခဏတော့အဲ့ဒါကအဆင်ပြေကောင်းပြေသွားလိမ့်မယ်ကိုယ့်ရဲ့စိတ်လည်းခဏတာတော့ဘယ်လိုပြောမှလဲဖြည့်သိမ့်စရာရှာတွေ့တူရလိမ့်မယ်ဒါအဲ့ဒါယာယီပဲခဏပဲဖြစ်မှာပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုဖြည့်ရှားမယ့်ကိစ္စရပြီးတော့မဟုတ်ဘူးကိုရဲ့စိတ်ပြေလက်ပြောက်ခဏတာပဲအပန်းပြေသွားတာစိတ်ညစ်ပြေသွားတာအဲ့စိတ်ညစ်ပြေသွားတာကလည်းဂျိုင်းမဟုတ်ခဏလေးပဲနောက်ကြလို့ရှင်ဒါကောင်းနေပြန်ရောက်မှာပဲလေနော်အဲ့အကြောင်းမို့လို့သူများကိုတိတ်တိတ်တဲ့နေရာမှာလဲတောင်းဝမဲ့တဲ့စကားလုံးတွေနဲ့မနစ်သိမ့်ပါနဲ့ကိုတိုင်းကလည်းစိတ်ညစ်စရာနဲ့ကြုံလာလို့တခြားဖြည့်သိမ့်စရာနေလဲရှာမယ်ဆိုလို့ရှိရင်လည်းမှန်ကန်တဲ့နေလဲလေးနဲ့ရှာပါဟိုမှာထည့်ထွက်ရမယ့်ຢာလေးတွေထည့်တွက်လို့ပြောချင်ပါတယ်